by 2m d နောက်တော့ကျွန်တော်နောက်ဆိုရင် lambda equal to h by equal to h by mv equal to h by root 2m d ဆိုလို့ ground straight မှာဆိုရင်အန်တန်မိုးက1ဆိုတာလေးကိုဆရာတို့မှတ်ထားမယ် ground state မှာဆိုလို့ရှိရင်အန်တန်မိုးက1ဆိုတာကိုမှတ်ထားမယ်နောက်တစ်ခုဆရာတို့1 electron မိုးကဘာနဲ့တူတူပဲလဲဆိုလို့ရှိရင် 1.6 into 10 power minus 19 joule နဲ့1 electron မိုးက 1.6 into 10 power minus 19 joule နဲ့1 electron electron တစ်လုံးရဲ့ charge ကဘယ်လောက်ရှိလဲဆိုလို့ရှိရင် 1.6 into 10 power 1 electron ဘိုးကကျွန်တော်ဘာနဲ့ဘာနဲ့မြောက်ထားလဲဆိုရင် electron 1 electron ရဲ့1ဘိုးရဲ့ဘာကဆိုရင်မြောက်တာ electron တစ်လုံးရဲ့ charge က 1.6 into 10 power ဘာနဲ့နိုင်ဒီကူလောက်ရှိတယ်ဒီ1ဘိုးကကျတော့ဘာလဲဆိုရင်ဂျိုးပါစီနဲ့ကြည့်သွားတော့1 electron ဘိုးပါဆိုလို့ရှိရင် 1.6 into 10 power ဘာနဲ့နိုင်တယ်ဂျိုးရှိနောက်တစ်ခု Armstrong ကတန်ဖိုးလေးကိုသိကြအောင်မယ် Armstrong က10 power minus 10ဒါနောက်တစ်ခုဒီမှာပါတဲ့8ကတန်ဖိုးလေးကိုသိကြအောင်မယ်8ကဘယ်လောက်ရှိလဲဆိုရင် 6.63 into 10 power minus 34 joule စက္ကန့်ဆိုရှိတယ်နောက်တစ်ခုဥစ္စာထဲမှာ electron ပါလာပြီဆိုလို့ရှိရင် electron ရဲ့ charge တန်ဖိုး3333ဆရာတို့ချရထားတယ်E2 က 1.6 into 10 power minus 19ကူတာ electron mass က 9.1 into 10 power minus 31 kilogram အဲဒီနော်ဒါသာတိပြီးတော့ဝေးလိုက်ဒါတွေအကုန်လုံးကဘာဖြစ်လဲဆိုရင်တိပြီးသားတွေကြီးပဲဆိုတော့ပြီးတော့တေကြီးရပါလဲဆိုရင်ခိုင်လက်တေဒီပေါ်ပြရရှုပ်ဘူးနော်ဒါမှမဟုတ် equal to h by b နောက်ကဘာဖြစ်လဲ h by mv နောက်က h by root 2m d အဲ့တော့ p ရ mv နဲ့တူတယ် root 2m d နဲ့တူတယ်ခိုင်တဲ့ energy က equal to 1 by 2 mv square ပြီးတော့ w equal to v2 ခိုင်တဲ့ energy နဲ့ w နဲ့ဘာဖြစ်လဲဆိုရင်တူတော့ v2 နဲ့လည်းဘာဖြစ်လဲဆိုရင်တူသွားပြီ ground state မှာဆိုလို့ရှိရင် atom ဘို့က1 electron ဘို့က 1.6 into 10 power minus 90 joule Armstrong ရဲ့တန်ဖိုးက10 power minus 10 meter အဲ့ဒါကြတော့ 6.63 into 10 power minus 34 joule second ပု္ပ္ပစာထဲမှာ electron ဆိုတဲ့စလုံးလေးပါပြီဆိုတော့လည်း E2 လေးချရထားတယ်1.6 into 10 power minus 90 coulomb electron mass က 9.1 into 10 power minus 31 kilogram ဟုတ်တယ်တော့87.5 က calculate the different wavelength of wavelength ကိုဘာလို့ပြရမလဲရှာပြရမယ် number 1 က 0.65 gram 0.65 gram ဆိုတော့ဘာဖြစ်လဲဆိုလို့ရှိရင် m ပေးတာ gram of basketball at a speed of 10 meter per second speed ဆိုတော့ဘာကိုပေးလဲဆိုရင် v ကိုပေးတယ်ဒီကောင်ကဘာကိုပေးလဲဆိုရင် m ကိုပေးတယ်ရှာပြရမှာကဒီ blind wavelength ဆိုတော့ lambda ကိုဘာလို့ပေးလဲဆိုရင်ရှာပေးတယ်ဟုတ်လားဘာပေးလဲဆိုလို့ရှိရင် 0.65 gram ဆိုတော့ m ကိုပေးတယ် 0.65 gram speed of 10 meter per second ဆိုတော့ v ကိုပေးတယ် equal to 10 meter per second ဒီ bright ရဲ့ wavelength ကိုရှာပေးမယ်ဆိုတော့ဘာကိုရှာပေးမယ်ဆိုရင် wavelength ပေါ့lambda ကိုရှာပေးထားအဲ့တော့ဆရာရိုက်တော့မယ်ကွာစာရီမီတော့ lambda ကိုရှာမယ်ပြ m နဲ့ v နဲ့ပါတယ် lambda ရဲ့ပုံစံ lambda equal to h by m အဲ့ပါ h ကတန်ဖိုးလေးပါဆရာရေးထားတယ် h equal to 10 power minus 34 joule second အဲ့တော့ lambda equal to h by m v equal to h bar 6.63 into 10 power minus 34 by m ကကျတော့ 0.65 into ဒီကကျတော့ 10အဲ့ဒါကိုဘယ်လိုလဲပေးလိုက်မယ်6.63ကိုစားလိုက်မယ်အောက်ကိုဆင်းမယ်
0.65 into 10 ဆိုတော့ 0.65 yeah 1.02 into ဆရာတို့ဘာဖြစ်သွားမလဲဆိုရင်တန်းပါဝါ -34 lambda unit ကမီတာရအဲ့ဒါနံပါတ်2နံပါတ်2က a non-relativistic state electron with a kinetic energy of 1 electron volt အဲ့တော့ kinetic energy ke ပေးပြီးတော့ ke 1 electron volt ပြီးတော့ volt ပေးပြီးတော့ဆရာတို့ဘာကိုရှာပြရမလဲဆိုရင် lambda ကိုရှာပြရke ပေးတယ် ke က equal to 1 electron volt 1 electron ke equal to 1 electron volt 1 electron volt ဆိုတာက 1.6 into 10 power minus 19 joule စက်ခိုင်းလိုက်တော့နော်ဟုတ်ကဲ့အဲ့တော့ဆရာတို့ဒီမှာဘာကိုရှာရမလဲဆိုလို့ရှိရင်လမ်းတာကိုပဲရှာအဲ့တော့ ke ပါနေတယ်ဆိုတော့ ke ပါရင်ပုံပြောင်းလုပ်တယ်လမ်းတာ equal to h by square root of 2m d ဟုတ်နော် 2m d အဲ့ဒါဆရာတို့ဒီတိုင်းတန်းပြီးတော့ဆက်လိုက်တယ် 6.67 10 power minus 34 square root of 2 into m ကဘာရဲ့ m ကိုသုံးမယ်ဆိုလို့ရှိရင်ဆရာတို့ဒီပုဒ်စာမှာ electron ကြီးပါလိုက် electron ရဲ့ mass number ကို electron ရဲ့ mass number က em equal to m equal to sorry m equal to 9.1 into 10 power minus 31 kilogram အဲ့တော့ဒီကောင်လေးကိုအစားပေးရမယ်9.1 into 10 power minus 31 into ဆရာတို့ ke ရပါလဲဆိုရင် 1.6 into 10 power minus 19အဲ့ကောင်လေးကိုဆရာတို့ပြောတာလုပ်လိုက်မယ်ဟိုက 6.63 အခုစင်းမယ် square ကြီးရဲ့မှာ2 into 9.1 2 into 9.1 2 into 9.1 9.1 into ဆရာတို့ထညိုးလေးပါထည့်လိုက်မယ်ကွာ square root ထဲမှာဆိုတော့10 power minus into 1.6 into 1.6 into 10 power minus 31နဲ့ minus 19နဲ့ဆိုဘာဖြစ်တာ10 power minus 50အဲ့ဒါပြောလို့ရဟာ10 power minus 50ခါထည့်လိုက်မယ်ကွာ x ကိုထည့်လိုက်မယ်တန်းလေးလေးလိုက်မယ်ဒီကားလေးပါတော့minus 50 minus 50စစ်တသမနစ်ကိုလာတာစစ်တသမနစ်ကို10 power 25စစ်တသမနစ်ကို10 power 25ဆိုတော့ဒီတသမနစ်ကို10 power 25အပေါ်မှာကဆရာတို့ဒီကောင်လေးကတက်တက်ချန်လာခဲ့တာ minus 34အဲ့ဒါဆိုဆရာတို့ပါရမယ်တစ်သက်မှာနင်းကို10 power minus ဆရာတို့ကောက်ချက်တယ်34လေးကနေပြီးတော့ဆရာတို့ပေါင်းလုပ်မယ်25ကိုလုပ်မယ်9ချက် minus 9နောက်တော့မိတာပေါ့နောက်နော် question number 3က a proton and an electron proton လုံးနဲ့ electron လုံးကိုတဲ့ are is accelerated through a potential difference of 1 kilogram from what ရက်နေရာကနေပြီးတော့ potential difference 1 kilo ကိုပေးပြီးတော့ accelerated အရှင်ရအောင်မလုပ်လိုက်ဆိုရင်လုပ်လိုက်တယ်အဲ့ကောင်မှာ what are they are kinetic energy သူတို့ရဲ့ kinetic energy ke ကိုဘာလုပ်ပြရမလဲဆိုရင်ရှာပြရမယ် compare ပြီးလို့ရှိရင်နှိုင်းရှင်းရမယ်အဲ့ proton နဲ့ electron ကိုနှိုင်းရှင်းရမယ် they are different wavelength သူတို့ရဲ့ different wavelength တွေဘာလုပ်ပြရမလဲ wavelength တွေကိုနှိုင်းရှင်းရမယ်အဲ့တော့ဘာ ampဆိုတာကဘယ်လိုပြော amp လဲ amp က ampဆို proton ရဲ့ mass က equal to 1840 amp electron ရဲ့ mass တက်ဘယ်လောက်ဖြစ်လဲဆိုရင်1840စဖြစ်တယ်ဆိုပြီးပြောတာအဲ့တော့ဆရာတို့ဒီယူဆိုပါအောင်ရှာမယ်ဆိုလို့ရှိရင် KG ကိုရှာမယ်ဥစ္စာတော့ electron ပါတဲ့အတွက်ကြောင့်ဆရာတို့သိတဲ့ electron ကိုဘာလို့လာလဲဆိုတော့တန်ဖိုးလေးကိုကြည့်တာ electron ရဲ့ charge နဲ့
electron ရဲ့ m တန်ဖိုးလေးကိုပြထားတယ်Q equal to 1.6 into 10 power minus 19 coulomb ME ME equal to 9.1 into 10 power minus 31 kilogram ဟုတ်ကဲ့ကိုရတဲ့က1840 electron mass ME ဆိုပြီးပြတာဆရာတို့ kinetic energy KE ကိုရှာတော့ KE ကိုရှာKE ကိုပဲမနဲ့ရှာဒါတိတာလေးရတာပဲရှိတယ် KE V2 နောက်ကဆရာ1 kilo volt မှာပါပေးထားလေးရဆိုရင် potential difference of 1 kilo volt ဆိုတာမှာဖြစ်တယ် V equal to 1 kilo 1 kilo volt equal to 1000 volt ဘူပေးတယ်ကွာချူတိတယ်ကွာ KE ကိုရှာရတာ W equal to V2 KE နဲ့ဘာနဲ့တူလဲဆိုရင် W နဲ့တူတယ် W equal to KE နဲ့ W နဲ့အတူ KE ကိုရှာရတာ K equal to W equal to V2 V2 V ပေါ့အဲ့တော့တန်းပြီးတော့လာထွက်လိုက်တော့ V က1000ဒီလူကျူကကြတော့ 1.6 into 10 power minus 19 equal to တန်းကျူလို့လိုက်1.6 into 10 power minus 16ခါနေတဲ့ energy ကဘာလို့လဲ Joule W နဲ့တူတာဟုတ်ဒီနေရာမှာ W က watt တန်နော်အဲ့ဒါပြီးလို့ရှိရင်ဆရာတို့ဘာလုပ်ရမလဲဆိုရင် compare နှိုင်းရှာthey are the brown wavelet သူတို့ရဲ့ proton နဲ့ electron ရဲ့ the brown wavelet တွေဘာလုပ်ပြရမလဲနှိုင်းရှာနှိုင်းရှင်းတယ်ဆိုတော့တတိယပြအပိုင်းလေးပဲဘယ်ကနေပါဘယ်သူနဲ့ဘယ်သူဆိုပြီးတော့တိတိကျကျပြောမထားတဲ့အတွက်ကြောင့်ကြိုက်တဲ့ကောင်ကိုအပေါ်မှာထားတယ်ဆရာသိပြည့်ကြအောင်လို့ဘာလေးကိုအပေါ်မှာထားလိုက်လို့ဆိုရင် lambda e ကိုအပေါ်မှာထားလိုက်နော် lambda e ကိုအဲ့တော့ lambda e by lambda b lambda e ဘယ်ကောင်လဲပြတ်တယ်ဆိုရင် ke ke ကနေပြီးတော့ k နဲ့တော့ပေါ့ h by ဘာဖြစ်မလဲ square root of 2m k ဒီ formula နဲ့ဘာလို့ပြောဆိုရင်ပြတ်အဲ့တော့ lambda e အတွက်အစားထိုးတော့မယ် h by square root of 2m e ဒီတော့အပွားကောင်တော့ဒီတော့ mass ပြီးတော့အဲ့ကောင်တီးပြီးတော့ lambda b ဒီကောင်အစားထိုးတာဟုတ်လားအစားကိုအပြောင်းပြောင်းပြီးတော့ကြောင်းပြန်ထားလိုက် square root square of root of 2mp ke ke by h ဟုတ်ငါခြေလို့ရခြေလိုက်ပါဦး2အဲ့တော့ square root ထဲမှာ mp နဲ့ mp ပဲကျန်တာရတော့ root ချင်းချင်းနဲ့ခြေလို့ရတော့ပြောက်ထားတယ်အဲ့တော့ဆရာတို့ဘာဖြစ်သွားမလဲဆိုလို့ရှိရင် square root of mp by mp ပဲကျန်တယ် square root of mp mp ဆိုတော့သူပေးထားတယ်1840 mp ဆိုတာဘာဖြစ်လဲဆိုရင်ပေးထားတယ်MB က1840 MB ဆိုတာပေးထားတယ်အောက်က MB နဲ့ခြေလိုက်တယ် square root ကို1840ကို square root ခြေလိုက်နိုင်ရှိတယ်ဆိုတော့ကျွန်တော်ကဘာလဲဆိုရင် lambda e by lambda p က 42.90 အဲ့တော့ lambda e equal to 42.90 lambda ဇာနော် question number 14က in all days radio ဘောရ radio တွေမှာဆိုဆို contain vacuum tube ပါဝင်တယ် that generated and speed at electron a tube operate at တရားဖို့ပါပြီးတဲ့ဆိုလို့ရှိရင်ဒီပေးတယ်ကွာ find the speed of an electron တလုံးရဲ့ဘာကိုရှာပေးရမလဲဆို speed ဆိုတော့ဘာကိုရှာမလဲဆိုရင်ဘူးကိုရှာဒီ brightwave လိုက်ဆိုတော့ဘာကိုရှာမလဲဆိုရင်ဒီ bright ရဲ့ lambda ကိုရှာဟာ
ကဲတော့ဝီပေးတယ်ဘူပေးတယ် potential difference ပေးတယ်ဘူပေးတယ် speed ဝီကိုရှာခိုင်းတယ်ဒါပရာကိုဘာလို့ခိုင်းလဲဆိုရင်ရှာခိုင်းအဲ့တော့ပေးရလေးကိုကြည့်လိုက်မယ် potential difference we equal to 100 volt speed if we equal to ရှာပါနောက်ကဝေးလာတော့ဘာလုပ်လဲဆိုလို့ရှိရင်ကဲ speed ကိုရှာ speed ကိုရှာမယ် v ကိုရှာမယ်ဆိုရင်တော့ v ပါတဲ့ formula ဖြစ်လို့တော့ဟာ v ပါတဲ့ formula ကဘာလို့ရှိမလဲဆိုလို့ရှိရင်lambda equal to h by mv lambda တော့မှမသိလို့ရှာပါဟုတ်လားရှာနဲ့သုံးလို့ရတယ်နောက်က k equal to half mv square ဒီမှာ v ကိုရှာလို့ရမယ်အဲ့တော့ m ဆိုတာဘယ်ကနေသိမလဲပုံစံထဲမှာ electron ပါရင် electron ရဲ့ m တန်ဖိုးတို့ q တန်ဖိုးတို့ကိုရေးချထားလိုက်မယ်သုံးဖို့အတွက်နော်လိုရရင်သုံးမယ်မလိုရရင်သုံး k equal to half mv square v ရလည်းပေးထားတယ် m လည်းသိတယ်ဒါဆို ke ကိုဘာလုပ်ရမလဲဆိုရင်ရှာဖို့လို ke ကိုဘာနဲ့ရှာမလဲဆိုရင် ke equal to w equal to w ဆိုတာက v q နဲ့ v လည်းသိတယ် electron ရဲ့ q လည်းသိတယ်ဆိုတော့ ke ကိုရှာလို့ရတယ် ke ကိုရှာလို့ရလို့ရှိရင်ဆရာတို့ဘာကိုရှာလို့ရလဲဆိုရင် v ကိုရှာလို့ရတယ်အဲ့ဒီပိုင်းလေးကိုအဲ့တော့ ke ကိုရှာလိုက်ပါအဲ့တော့ဆရာတို့ဒီမှာလိုအပ်တာလေးဆရာတို့ရေးရအောင်လမ်ဘဒါလည်းရှာအောင်မယ်ဆိုတော့အဲ့ကတော့လိုပါပဲ h equal to 6.63 tan power minus 34 joule ဘုရားမှာ electron မှာလည်းတွက်ကြလို့ဒီချူကြီးတောင်မိုးလေးရေးထားလိုက်ပဲ 1.6 into tan power minus 9 နော် me equal to 9.1 into tan power minus 31 kilogram အဲ့တော့ k ကိုဆရာတို့ရှာလိုက်တယ် k equal to k equal to w equal to v ဒီကမှာလည်းဘို့တော့ဒီကောင် potential difference 100 into 1.6 into tan power minus 19 equal to 1.6 into tan power အစင်နဲ့ထပ်ပြီးတော့ minus 17 k ဆိုတော့ချိုးကြောက်အဲ့ဒါဆိုရင်ဆရာတို့ဘာကိုရှာလို့ရမလဲဆိုလို့ရှိရင် speed ကိုရှာ k ကြီးရလည်းရှာလိုက် k equal to 1 by 2 mv square အဲ့တော့ v square လေးတော့ထားလိုက် v square ဒါတွေကိုဘက်ကိုလာပြီးတော့ပို့လိုက် v square e by m 2k e by m ဟုတ်နော် 2k e by m 2 into k e က 1.6 into tan power minus 70 m ကကြတော့ဘာဖြစ်လဲ 9.1 into tan power minus 31ဒါလေးကိုဆက်ရှင်းထားလိုက်ပါ3.2 ကိုစားလိုက်ပဲ 9.1 နဲ့စားလိုက် 9.1 နဲ့စားလိုက် 9.1 0.3516 ဆိုတော့ 0.352 ဆိုနေတယ် 0.352 ဆို0.352 အဲ့ဒါကဘာပဲရှိသေးတယ်ဆိုဆရာတို့ v square ပဲရှိသေးတယ်တစ်စက်တူရှင်းလိုက်အောင်ကွာတမ်းပါပါ minus 31ပေါ်တော့ plus 31 31နဲ့ something နဲ့တူတော့ minus something နဲ့တူတော့ပါတယ် 14 ဘာ14နဲ့ဆိုတော့ plus 14 ဒါက v square ပဲရှိသေးတယ်ဆရာတို့လိုချင်တာက v ကိုလိုချင်တာ v equal to square root တော့ 0.35 into tan power 14အဲ့ဒါကိုဆရာတို့ဘာလုပ်လိုက်လဲဆိုရင် square root 0.352 into 14မှာထည့်လိုက်တော့ into tan power 14 tan power 14အားကိုသုံးပဲနော်ဟာ9 3
9 10 တသမဒီတော့အဲ့ဒါကိုဆရာတို့ဒီမှာတသမရှိနော်တသမရှိလိုက်တော့တစ်လုံး3လုံး4လုံး5လုံး6လုံးရှိလိုက်မယ်ဆိုရင်5.9 into 5.93 into 10 power 6 velocity ဆိုတော့မီတာပါ ရပါစက္ကန့် velocity ဆိုတော့မီတာပါစက္ကန့်ရနော်ကပြီးလို့ရှိရင်ဆရာတို့အောင်ရှာအောင်ဝိလက်လမ်ဘရာကိုရှာKE ပါနေ KE ပါတဲ့ formula နဲ့ရှာလိုက်ပါတော့လမ်ဘရာ equal to h by square root of 2m KE နဲ့ရှာလိုက်ပြီအဲ့က 6.63 into 10 power minus 34 square root of 2 into 9.1 into 10 power minus 31 into KE ကကြတော့ 1.6 into 1.6 into 10 power minus 70 10 power minus 70ထုတ်ပြီ1.6 into 10 power minus 70အဲ့ကောင်အပြုံလိုက်တာရှင်းလိုက်တော့ပိုင်းကြီးပေါ်မှာ 6.63 အောက်ကိုဆင်းမယ်အောက်မှာ square root ကြီးရှိမယ်အဲ့ဒီမှာ2 into 9.1 2 into 9.1 2 into 9.1 into 1.6 into 1.6တစ်စက်တန်ယူလေးကိုရှင်းလိုက်တဲ့အခါမှာဗာရ 20 minus 10 power 50 10 power minus 10 power 15 into 10 power minus 15 သမနစ်ကိုသမနစ်ကိုအဲဒီတမ်းပါဝါminus 25အဲဒီတမ်းပါဝါအဲ့တော့ဘာရမလဲဆိုရင်1.229 into 10 power minus 9 အဲ့တော့လမ်ဘရာ မီတာ question number 15 ဟာ find the difference of an electron ရဲ့အောင်ရှာပြရမယ်ဒီ brand ဝေးလန့်ကိုရှာပြရလမ်ဘရာကိုဘာလုပ်လဲဆိုပြီးရှာလမ်ဘရာကိုရှာနော် in the ground state ရောက်ဆိုလို့ရှိရင် atom ဘုကဘယ်လောက်လဲဆိုလို့ရှိရင် atom ဘုက1ဆိုပြီးမှတ်ခိုင်းတာလေ of hydrogen atom radius of the first orbital hydrogen atom is 0.53 angstrom ဆိုတဲ့ radius ပေးတာ ground state atom ဘု1ပေးတယ် radius ပေးတယ်divide ရဲ့ဘာကိုရှာပြရမလဲဆိုရင်ဝိလာကိုရှာပြရเนาะဆရာ formula ရေးတဲ့အခါမှာဒီဘိုင်းက formula တစ်လုံးတစ်ခုကျန်တယ်ဒီကြောင့်ပါလို့ကြည့်လိုက်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီဆရာတို့ ground state မှာဆိုရင် atom 1 ground state အဲ့ဒီဆိုရင် atom 1ပြီးလို့ရှိရင်ဒီမှာမပေးလို့ဆိုလို့ရှိရင် the first hydrogen ရဲ့ radius ကိုပေးတယ်radius ဆိုတော့ r equal to 0.53 angstrom ဒါပေးထားတယ် angstrom ဆိုတာ 0.53 into 10 power minus 10နဲ့ဒီပဲ radius ဆိုတော့မီတာဒါရှာပြရမှာဘာလို့ရှာပြရမလဲဆိုရင်လမ်ဘရာကိုရှာပြနော်အဲ့ဒါထားခဲ့တဲ့ formula ဘာလေးလဲဆိုရင်2 pi r equal to n lambda ဒါလေးကိုဆရာ formula ထဲမှာဒီတစ်လုံးလေးကျန်ခဲ့တယ်အဲ့တော့အန်တာမို့1ပြည့်တဲ့အတွက်ကြောင့်1နဲ့ lambda နဲ့မြောက်ဘာရမလဲဆိုရင် lambda equal to 2 pi 2 into pi ရဲ့တန်ဖိုးက 3.142 into r ရဲ့တန်ဖိုးက 0.53 into 10 power minus 10အဲ့ဒါကိုညှောက်လိုက်ရင် lambda ရပြီနော်2 into 3.142 2 into 3.142 2 into 3.142 0.53 3.33 ဆိုတော့ 3.33 into 10 power minus 10 meter